တော့ပါဒီမိုင်းမှာတော့ပိုက်တော့ပါပါ ဒီမော်ဒီတော့ တွေးတော့စားကြမှာဖြစ်ပါတယ်တန်ရုံးစရာပဲလားပါ ဘယ်ရောက်ဝယ်တာ တန်ရုံးစီ ကောင်းလား ကောင်းတယ် စားပြပါဦးကဲကိုရော ကျွန်တော်ဦးစားတာတကယ်ကောင်းပါတယ်ကျွန်တော်နာမည်ဖုန်းမောင်ဖုန်းမြတ်ပါဒီတင်မော်ဒီတောင်းနဲ့ဒီဦးအထဲမှာဒါဘယ်ရောက်လဲကြောက်ထောက်စားလား စားပြမှာဖြစ်ပါရဲ့မြတ် ပြီးတော့ဒီမှာအထဲမှာရှိတဲ့ဒီမိုးကလည်းတန်ရောစင်ကဝယ်တာပါမိုးကစားလိုက်အထဲမှာထုံထုံထုံနဲ့ဖြစ်နေတာဘာသာထဲမှာထုံထုံထုံနဲ့ဖြစ်နေတာဒါမိုးလေးပါ ဟုတ်တယ်မြတ်စားကြပါဦးမြတ်ကတိကတိစားကြပါအောင် ဒါတော့ဥပါအားလုံးစားကြပါ မဒီရောက် ဘယ်ရောက်ဝယ်တာလဲပြော ဒါတန်ရောစင်ကဝယ်တာ သမီးရော တန်ရုံးစရာဝဲอ่ะစားကြပါ